အိမ်တော်ပြုတ်တယ်ကလေးမရှိတဲ့အခါယာရုမတူဘူးဘာကြောက်လဲဆိုတော့သူတို့ကလေမယားအိမ်ထောင်တယ်ပဲပြောလို့ရတယ်ကလေးတယောက်မွေးလိုက်ရင်ယာရုတူတယ်ဘလို့ယာရုတူတယ်ဆိုအဖေအမေတို့ခေါ်ပြီးဆိုယာရုတူတာပဲနော်အဖေအမေအဲ့ကလေးမမွေးမချင်းရတော့အိမ်ထောင်တယ်ပဲဘာအတိတ်ပဲမရှိဘူးအခုစီပတ်ကလော့တာကျင်းသွားဆောင်နေတဲ့သူ့ကိုကလေးဘာလို့မရလဲအိမ်တော်ပြူတာပဲ၄-၅နှစ်ရှိပြီတဲ့မိမလူသားယောက်ျားလူသားကျွန်တော်လိုတယ်ထင်တယ်ဆရာတဲ့နော်ဘလို့အခုအဲ့ကြောင့်သူများကလေးကိုပဲသူ့မိမတက်ချီနေရဆိုတော့အစင်မပြေဘူးလေနော်အဲ့တော့အိမ်တော်တစ်ခုမှာကလေးမရှိရင်လည်းပဲအစင်မပြေဘူးမိသားစုမဖြစ်လာဘူးအိမ်တော်မိမနဲ့ယောက်ျားနဲ့နှစ်ယောက်ပဲကလေးလေးတယောက်မွေးပြီးဆိုမိသားစုဖြစ်လာတယ်အဖေအမေဆိုတဲ့ယာတူရသွားတယ်ပြောတယ်နောက်ထပ်တယောက်ထားရတယ်နောက်ထပ်တယောက်ထားရတယ်ဆိုရင်တအားပြောကောင်းတယ်တားတွေတမိတွေနော်အခုဆရာမလည်းလိုတယ်ဘယ်လိုလဲဆိုတော့တားတွေပဲဖြစ်နေတယ်မင်းကလေးတအားလိုချင်ဘာလို့ဆိုတော့တားတွေကပြောရဆူရတယ်တအားခက်တယ်ဒီကောင်ကအိမ်တော်ပြုတ်ပြီဆိုရင်မိမနောက်ပါသွားမှာလေတမိလည်းပဲယောက်ျားနောက်ပါသွားမှာဒါပေမဲ့လို့အဖေအမေဒုက္ခရောက်လို့ရှိရင်တမိကပြန်လာပြုစုတယ်မိမကတော့ယောက်ျားတော့တိတ်မလာချင်ဘူးမသွားနဲ့နော်ရှင်မသွားနဲ့နော်ယောက်ျားမသွားရင်မိမပြောဒါပေမဲ့မိန်းကလေးတွေကတော့နင်းနဲ့ကွဲစီငါအဖေမနေမကောင်းသွားမှာပဲမိန်းကလေးအဲ့တခုကောင်းယောက်ျားလေးကျတော့မိန်းမကိုကြောက်တယ်ဘာလို့ကြောက်လဲတော့ပြောတယ်နော်ကြောက်တယ်နော်မိန်းမဟင်းဆိုရင်ဒီဘကွာမသွားတော့ပါဘူးအဲ့လိုဖြစ်တာဒါပေမဲ့မိန်းကလေးကျအဲ့လိုမဟုတ်ကွဲစီကျမအဖေအမေနေမကောင်းဘူးကျမသွားမှာပဲအဲ့တော့ယောက်ျားလုပ်တဲ့လက်ရောရယောက်ျားကလေးကြတော့မိန်းမမသွားနဲ့ဆိုမသွားဘူးတော်တော်များများတွေ့ဘူးတယ်နော်ဒါကြောင့်မလို့မွေးတဲ့အခါမှာမိန်းကလေးရောယောက်ျားလေးရောပါလာတဲ့အိမ်တော်အင်မတန်ကောင်းတဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်မိန်းကလေးပဲမွေးရင်လည်းမစိုးဘူးအားကိုးရတယ်ယောက်ျားကြီးပဲမွေးတော့မလွယ်ဘူးနော်ထိမ့်သိရတာတအားခဲ့တယ်ဒါကြောင့်မလို့ဒီမှာသားနဲ့သမီးနဲ့အခုအိမ်တော်ကြတယ်အိမ်တော်ကြတာဆိုရင်မိသားစုမွေးဖို့ပဲမွေးတာမွေးလက်ကွက်ကြီးလက်အကြီးကြီးရှိတယ်နော်အခုစတန်းတော်ကငါတို့ဖေကြာလို့တော်တော်ကြီးသွားပြီမီးရတော့မယ်မီးတွေရတော့မယ်ငါတို့တော့မီးရဖို့စောင့်ရအောင်မယ်နော်ဦးစိုးလင်းလည်းမီးရပြီသူလည်းယာတို့တစ်ခုပြီးတစ်ခုတက်သွားတယ်နော်ဒါကြောင့်တော့တခါလေကားသမီးတွေမွေးတာဆိုရင်ကျွန်တော်တို့ရဲ့ဂုံတိတ်ခါဖြစ်တယ်ကားသမီးတစ်ယောက်လဲတစ်ယောက်ပဲကားသမီးပြရတော့ကျွန်တော်9ယောက်10ယောက်ဟာကောင်းလိုက်တဲ့အားတာချက်ပဲနော်ဒါနဲ့ထိမ့်သိမ့်တဲ့အခါမှာတော့အန်ဒီရရှိရပါတော့ခင်ဗျားခင်ပါတဲ့အိမ်ထောင်ဆိုရင်တော့အိမ်ထောင်တာသမီများတယ်ဆိုအရန်ပြောဖို့ကောင်းတယ်တွေ့ရတယ်ဒါကြောင့်မလို့နော်အဲ့ဒီမှာတစ်ချက်ပြောချင်တာကတဲ့နော်ဘာလဲဆိုတော့တဲ့အခုမိုးဦးကအမိုးလို့ဆောင်းဦးကဒီဘောတာတမိဒီဘောတာကိုယူတဲ့အခါမှာခိုင်းမဟုတ်ဘူးငါရဲ့အစီကံငါရဲ့အဝတ်စားလျှော်ရမယ်ငါ့ကိုထမင်းချက်ကြည့်ရမယ်မဟုတ်ဘူးနော်သူကယောက်ျားကအထအောင်မှပြုအပြန်လာအထအောင်မှပြုဖို့ဖြစ်တယ်နေမကောင်းတဲ့အခါမကြမ်းမာတဲ့အခါယောက်ျားကိုပြုစုဖြစ်တယ်ယောက်ျားကလည်းမိန်းမကိုနေမကောင်းတဲ့အခါပြုစုဆောက်ရှောက်ရဒါကြောင့်မလို့ဖခင်เจ้าမှာမင်္ဂလာဆောင်တဲ့အခါမှာဂတိသစ္စာပြုပါတယ်နော်လူဒီဖြစ်စီဝဲဒီဟုတ်လားမဟုတ်လားတော့ပြောတာဘူးငါ့ကိုလည်းဆိုခဲ့ရတယ်လူဒီဖြစ်စီဝဲဒီဖြစ်စီကျိုးနာအိုနာကျိုးကန်မပြည့်မစုံဖြစ်တဲ့အခါမှာမထားခဲ့ပါဘူးဆိုတော့ဂတိပေးတယ်ဒါပေမဲ့တကယ်ဖြစ်လာရင်ထားများထားမလားမသိဘူးတချို့ကထားနိုင်တယ်နော်ထားနိုင်တယ်ဒါပေမဲ့ဂတိပေးပြီဆိုတော့ပြအောင်လုပ်ရတယ်အထူးဖြင့်တတ္တမနဲ့ဥပုပ်အတင်းတော်ကတော့တကယ်ပို့ပြီးတော့အရေးကြီးတယ်တလင်တမယာစနစ်ပဲအိမ်တော်တစ်ခုမိန်းမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်ဆုံးပါသွားမှနောက်ထပ်အိမ်တော်ပြုလို့ရတယ်မရပြိုင်ထားလို့မရဘူးဒါကြောင့်မလို့တတ္တမနဲ့ဥပုပ်အတင်းရဲ့အိမ်တော်ပြုခြင်းအင်မတန်မှအရေးကြီးတယ်နော်တလင်တမယာစနစ်ပဲဖြစ်တယ်အခုဆရာဦးတန်းစောဦးနဲ့ဆရာမမီဘိုတို့မှာဆိုသာသမီဘယ်နှစ်ယောက်လဲ9ယောက်မှာတားက
2ယောက်သား2ယောက်ကတော့အခုအိမ်အောင်ပြုတ်သွားပြီသမီး3ယောက်ကျန်သေးတယ်နောက်ထပ်သူ့မှာတာဝန်တွေအများကြီးထပ်လာမယ်နော်တာဝန်တွေထပ်လာမယ်သမီးတွေလာအောင်မယ်အဲ့တော့ဘာဖြစ်ဒီနေ့မိုးဘူးအဆောင်အဲ့ဒါမတင်နဲ့တော့စာဦးနဲ့သမီးဒီဘိုးရာနဲ့ဒီနေ့မင်္ဂလာအခမ်းအနားဆိုလို့ရှိရင်ပြန်တင်ကောင်းကြည့်ပြီးတော့အခမ်းအနားဖြစ်တယ်ဒါကြောင့်မလို့ဒီမှာရှိတဲ့သာသမီတွေလည်းဝမ်းသာတယ်ဝမ်းမြောက်တယ်နော်အဲ့မှာဘုရားကပါပြမြေကြီးကိုပြည့်ပြည့်နိုင်စေခြင်းကလည်းကောင်းအတူတကွဝမ်းမြောက်ဝမ်းသာစေခြင်းကလည်းကောင်းသာသမီများကိုများပြားစွာမွေးဖွားစေခြင်းကလည်းကောင်းလူကြောက်ကြားကိုပြီးတော်မူတယ်ကဲအဲ့တော့သာသမီတွေမွေးလာတဲ့အခါမှာတဲ့အဲ့ဒီသာသမီတွေဘာကြောင့်မွေးရလဲတဲ့ကဲတင်းင်းစီမံကိန်းမှာထပ်ပြီးတော့မှပခုံးကြောင်တာဝန်ယူဖို့အခုရှက်တန်းဆောင်ကမွေးလိုက်တယ်မဟုတ်ဘူးနော်ဆောင်းကိုမွေးလိုက်တယ်ဆောင်းကအလုံးလို့ရင်ဘုရားသခင်အမှုတော်မှာလက်စားပြီးတော့မဟုတ်ဘူးနော်ကိုအဖေအမေရဲ့တွင်တင်မှုတမန်ကျမ်းစာကိုတွင်တင်ပြီးတော့မှဘုရားသခင်အမှုတော်ကိုလည်းဆယ်ဖို့တဖို့အလူငွေဘုရားကျောင်းတက်မယ်ဟိုတွေ့တဲ့နေရာမှာကိုခင်တဲ့အခါမှာဘုရားခင်ကဲတင်ခြင်းအကြောင်းကိုပြောဖို့ဖြစ်တယ်။မိုးဆောင်းဦးနဲ့တမိဒီဘိုးရာနဲ့ကလေးထမွေးလာမယ်။အဲ့ဒီကလေးကိုလည်းပဲတမန်ကျမ်းစာကိုတော်သိရမယ်။အဲ့ဒီကလေးဟာလည်းပဲလက်ဆင့်ကမ်းပြီးတော့မှဘုရားခင်အမှုတော်အတွက်ဖြစ်တယ်။ဘုရားခင်အမှုတယ်ဆိုတာအမှန်တရားဆိုတာကဘုရားခင်ကဲတင်ခြင်းစီမံကိန်းမှာအရင်အရေးကြီးတယ်။အထူးဖြင့်တတမနဲ့ဟာဘုရားခင်ဥပုံနဲ့ဖြစ်တယ်ဆိုတော့ဒီနေ့ကြွေးကိုကြွေးကြော်ရမယ်အရာဖြစ်တယ်။ကောင်းငင်တမန်3ပါးသတင်းစကားကိုပြောရမှာအရင်အရေးကြီးတယ်နော်ကောင်းငင်တမန်3ပါးစကားဘာလဲဖန်ဆင်းရှင်ကိုကိုးကွယ်ပါနော်ဒီကနေ့လူတွေအားလုံးကခရိယန်လို့ပြောတယ်ဖန်ဆင်းရှင်ကိုကိုးကွယ်ကြတယ်မဟုတ်ဘူးနော်တတမန်နဲ့ဥပုံနဲ့ကိုစောင့်မှသာရင်ဖန်ဆင်းရှင်ကိုကိုးကွယ်တာကျန်တဲ့နေ့ဟာဘုရားခင်ဖန်ဆင်းထားဗိတ်သိပ်ပြီးတယ်နေ့မဟုတ်ဘူးဒါကြောင့်မလို့အခုဇာတန်တော်ကနေကလေးတွေမွေးလာတဲ့အဲ့ကလေးတွေအိမ်အောင်ထပြုတ်တဲ့အိမ်အောင်ပြုတ်တဲ့အဲ့ကလေးတွေထမွေးတဲ့ကလေးတွေဟာဆိုဘုရားရှင်သာသနာအတွက်ဖြစ်တယ်သာသနာအတွက်ဖြစ်တယ်ဘုရားရှင်သာသနာအမှန်တရားဖြစ်တယ်အမှန်တရားတတ္တမနဲ့ဥပ္ပိုလ်အတင်ဖြစ်တယ်တတ္တမနဲ့ဥပ္ပိုလ်ဟာဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ကောင်းတဲ့ဓမ္မ3ပါးစကားထဲမှာဖန်ဆင်းရှင်ကိုကိုးကွယ်လောဆိုတဲ့သတင်းစကားဖြစ်တယ်ဒါကြောင့်မလို့ဒီအိမ်အောင်ပြုခြင်းဟာအမှန်တရားအတွက်ဖြစ်တယ်ကယ်တင်ခြင်းဖြစ်ကဲတင်ခြင်းအတွက်ဖြစ်ဘုရားခင်အတွက်ဖြစ်အဲကြောင့်မွေးလာတဲ့သားသမီးကဲတင်ခြင်းစီမံကိန်းအတွက်လက်ဆင့်ကမ်းဖို့အိမ်ထောင်ပြုတ်ခိုင်းတာမွေးလာတဲ့ကလေးတွေဆက်ပြီးတော့အမှန်တရားအတွက်အသက်ရှင်ဖို့ဖြစ်တယ်နော်ပေါ့လေးနဲ့အသက်ရှင်တာမဟုတ်လို့အိမ်ထောင်ပြုတ်တာပေါ့လေးနဲ့အိမ်ထောင်ပြုတ်လို့မရဘူးဘုရားခင်အတွက်ပဲနော်လူလောကမှာကိုယ့်ရဲ့ခံစားချက် sex လင်ကိစ္စကြောင့်အိမ်ထောင်ပြုတ်တာမဖြစ်ရဘူးဒါမဲ့ဒီလိန်ကိစ္စကပါကိုပါရမယ်ဒါမှသူကတန်ရောစင်ရှိတယ်ချစ်ကြိုက်တယ်မခွဲနိုင်ဘူးလိန်ကိစ္စမပါဘူးဆိုရင်ကျွန်တော်တို့ကအိမ်တော်တွေကွဲတယ်ဒီကနေ့အိမ်တော်အများဆုံးကွဲတယ်ဆိုတာဒီလိန်ကိစ္စမှတ်တာဒါတော့သမီးတို့လည်းမှတ်တာအိမ်တော်ပြုတ်တယ်ဆိုတာကလိန်ကိစ္စမပါလို့မရဘူးဒီလိန်ကိစ္စဆိုလို့ရှိရင်တန်ရောစင်ရှိစေတယ်ချစ်ချင်းမြတ်တာဖြစ်တယ်ကျိုးကိုတော့ကွဲဖို့အမတန်ခဲ့တယ်နော်မိသားစုတစုမှလေသားသမီးတွေအများကြီးမွေးပြီဆိုအိမ်တော်မပြုတ်ကွဲဘူးသားသမီးကိုချီနှောင်တာဒါကြောင့်မလို့ဒီမှာရှိတဲ့နော်စာအုပ်နဲ့သမီးဒီလိုရာတို့ဟာအခုအိမ်တော်ပြုတ်တယ်ရန်ခင်ကောင်းချီးပေးတဲ့အိမ်တော်ဖြစ်တယ်အများကြီးမွေးပါတန်ရောစင်တွေရှိကြပါမွေးလာတဲ့ကလေးကိုလည်းပဲဘုရားခင်အလိုတော်နဲ့အညီတွန်တင်ပြီးတော့မှဘုရားခင်ကယ်တင်ခြင်းတရင်စကားကိုပြောဖို့ဖြစ်တယ်နော်တို့သာသနာပလူတွေလို့တွေ့တယ်ချစ်ကြိုက်တယ်ဟာအကူကြီးချစ်တယ်ညီမချစ်တယ်ယူတယ်နောက်အချိန်တည်းအစမပြေကွဲသွားတယ်ဒါမျိုးမဟုတ်ဘူးဝေးလာတဲ့သားသမီးတွေကလည်းဘုရားခင်အမှုတော်ကိုဆက်လက်ဖမ်းဆောင်ဖို့အတွက်ဘုရားခင်မွေးခိုင်းတယ်ဒါကြောင့်မလို့အားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့မှာတာဝန်ရှိတယ်ဖခင်မှာတာဝန်ရှိတယ်ကျွန်တော်တို့ဆရာသမားတွေညီကိုမောင်မအားလုံးမှာဒီအိမ်တော်အတွက်တာဝန်ရှိတယ်နော်ဒါကြောင့်မလို့ဒီကနေ့ဘုရားခင်အိမ်တော်ဘက်ဖြစ်တဲ့စာဦးနဲ့သမီးဒီဘိုးရာတို့ဟာဘုရားခင်ကောင်းချီးပေးမဲ့မင်္ဂလာနေ့ဖြစ်တယ်ဆိုတာကိုဒီနေ့အတင်းချုံတော့ပြောခြင်းနဲ့မိမကိုအနိုင်ကျင့်မှုဝယ်ထားတာမဟုတ်ဘူးမွေးထားတာမဟုတ်ဘူးယူထားတာမဟုတ်ဘူး
ကိုယ့်ရဲ့တစ်ဖက်သက်အနိုင်ကျင့်ဖို့မဟုတ်ဘူးနော်ဆိုတော့လို့နေမကောင်းတဲ့အချိန်မှာတစ်ခုခုနော်ဟိုဥမာဖြားနာတယ်အဲ့အချိန်မှာဖဲခေါ်လို့မဟုတ်ပို့ပြီးတော့မှပြုစုဆောက်ရှောက်ဖို့တည်အိမ်တော်ပြုတယ်ဆိုတာလူတယောက်နဲ့တယောက်ပေါင်းစည်းခြင်းဖြစ်တယ်ပေါင်းစည်းမှသာလေသူတို့ကခန္ဓာကိုယ်တစ်ခုစိတ်တစ်ခုပဲဖြစ်တယ်ပြီးရနော်ဒါကြောင့်မို့ဒီမှာရှိတဲ့တာမီတွေဒီနေ့မင်္ဂလာဆောင်ခန္ဓာကိုတက်ရောက်လာတဲ့တာမီတွေလည်းအထူးပဲကျေးဇူးတင်တယ်ဒီနေ့သူတို့ရဲ့ဒီမင်္ဂလာဆောင်အခမ်းအနားလေးကိုတရားဒီနေ့ဒီလောက်ပဲဟောခြင်းနဲ့တူတုတ်ပဲဟောမယ်အခုဆရာဝင်းလို့မို့ကအထူးကောင်းချီးပေးဆုတောင်းမှုဖြစ်တယ်နော်ဒါကြောင့်မို့ဆရာဝင်းလို့မို့ကိုဆုတောင်းဖို့ပြပါလေ